ပိုင်းသက်မဖိတ်ခေါ်ပဲရောက်လာတော့ပါဆဲရန်ကုန်မြို့ရဲ့ညစ်နက်တန်းခေါင်ရံမှာမိုးကတဖွဲဖွဲရွာနေတဲ့တက္ကသိုလ်ကျောင်းသားမင်းခေါင်တယောက်အဆောင်ခန်းထဲမှာလက်တော့ရှေ့ထိုင်ပြီးအလုပ်တစ်ခုအတွက်အလုပ်ရှုံနေတုန်းတကားခောက်တန်တောက်ဆိုပြီးခက်မှန်မှန်ထွက်ပေါ်လာတယ်ဘသူလဲဒီအချိန်ကြီးမင်းခေါင်နာရီကိုကြည့်လိုက်တော့ည10နာရီတီအဆောင်မူးကဒီအချိန်ဆိုအိတ်နေကြသူတကားကိုသွားဖွင့်လိုက်တဲ့အခါဘယ်သူကိုမှမတွေ့ရပဲကျမ်းပြင်ပေါ်မှာအညိုရောင်ဆက်ကူနဲ့ပတ်ထားတဲ့ဘူးသေးလေးတစ်ပူပဲရှိနေရဲ့ဘူးပေါ်မှာသူ့နာမည်နဲ့လိပ်စာကလက်ရေးဆောင်းကြီးနဲ့ရေးထားတာမင်းခေါင်အခန်း400နဲ့သူဘူးကိုယူပြီးအခန်းထဲပြန်ဝင်လာခဲ့တယ်ဘူးကိုဖြီးကြည့်လိုက်တဲ့အခါအထဲမှာတွေ့လိုက်ရတာကရှေးဟောင်းပုံစံလက်ပတ်နာရီတစ်လုံးဒါပေမဲ့ထူးခြားတာကအဲ့ဒီနာရီမှာမရှိဘူးနာရီလက်တံတွေကတန်ကြေးတက်နေသလိုနဲ့ညစ်ပတ်နေရဲ့ပြီးတော့နာရီကပြောင်းပြန်လဲနေတာဘာကြီးလဲဘသူကနောက်နေတာလဲမင်းခေါင်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားပေမဲ့အမှတ်မထင်ပဲနာရီကိုလက်ကောက်ဝတ်မှာဝတ်ကြည့်လိုက်မိတယ်အဲ့ဒီခန်းမှာပဲအခန်းထဲကမိချောင်းကတစ်ဖြက်နဲ့မိတ်သွားပြီးပြန်လင်းလာတဲ့အခါသူရှိကလက်တော်မျက်နှာပြင်ပေါ်မှာသူရေးနေတဲ့အလုတ်စာသားတွေအစားစာကြောင်းတစ်ကြောင်းထဲကခါပေါ်နေတဲ့ထိုစာသားကမင်းမှာအချိန်6နာရီပဲကျန်တော့တယ်မင်းခေါင်ကျော်ရဲ့စိတ်ခန့်နေဖြစ်သွားတယ်သူနာရီကိုပြန်ဖြုတ်ဖို့ကြိုးစားပေမဲ့နာရီကျိုးကသူ့ရေပြားတဲ့ကိုစုပ်ဝင်နေတယ်လို့မျိုးလုံးဝဖြုတ်လို့မရတော့ဘူးအဲ့ဒီအချိန်မှာပဲအခန်းတောင်းကမှောင်မဲနေတဲ့နေရာကနေတောက်ဆိုရဲ့နာရီသွားနေရဲ့အတန်ကပဲ့တင်ထက်လာတယ်ဒါပေမဲ့အဲ့ဒီအတန်ကနာရီစီကလာတာမဟုတ်ဘူးသူ့အိယာအောက်ကလာနေတာမင်းခေါင်တယောက်သူ့အိယာအောက်ကအတန်ကိုသွားကြည့်မိမလားဒါမှမဟုတ်ဆောင်ထဲကနေထွက်ပြေးဖို့ကြိုးစားမလားတင်းအနေနဲ့ဇလန်းကိုဘလို့ပုံစံဆက်သွားစေချင်ပါတလဲမင်းခေါင်ကအတန်လာရာနောက်လိုက်မလားဒါမှမဟုတ်အဆောင်ပြင်ပြေးထွက်မလားဘယ်ရာကိုမင်းခေါင်ရေးချယ်သွားမယ်ထင်ပါတလဲချိန်စာသစ်တစ်ခုလေပတ်ချိန်မြတ်တောင်တန်းတိုင်းချလဲမလွတ်မြောက်နိုင်ရင်ခုန်တဲ့တို့စက္ကန့်တန်ဖြစ်လာဝိညာဉ်ကိုဝါမျိုးတဲ့နာရီရဲ့တကိုဘယ်စီပြေးအချိန်ရဲ့ထောင်ချောက်ထဲဒီဒုက္ခတန်တရားဘယ်တော့ဆုံး